နေ့ကရုပ်ောက်ပွဲလုပ်တယ်ဆိုတော့ဒီရုပ်ောက်ပွဲကာလအလုံးမှာတမရဖြစ်နိုင်ကြီးမြန်မာနိုင်ငံမှာ3ယောက်ရှိပါတယ်နံပါတ်1တယောက်ကတော့တမတော်ကဝေဦးစီချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပဲဖြစ်ပါတယ်နံပါတ်2ကတော့နာဆာကဥက္ကဋ္ဌဟောင်းလက်ရှိစစ်ကော်မရှင်ဥက္ကဋ္ဌဦးမင်းအောင်လှိုင်ဖြစ်ပါတယ်နံပါတ်3ကတော့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတကြီးဦးမင်းအောင်လှိုင်ပဲဖြစ်ပါတယ်ဆိုတော့မနေ့ကရုပ်ောက်ပွဲမဲပေးပြီးလို့ဦးမင်းအောင်လှိုင်ကသတင်းမီဒီယာကိုဖြေကြားခဲ့ပါတယ်ရုပ်ောက်ပွဲကာလလုံးမှာနိုင်ငံရေးမှာဘယ်လိုအခြေအနေရှိမလဲဒီသမ္မတလုံးနိုင်ကြီးရှိလားဆိုပြီးတော့မေးမြန်းခဲ့ပါတယ်ဆိုတော့အဲ့ဒီမှာဆိုရင်ကျွန်တော်ကနိုင်ငံဝန်ထမ်းဖြစ်လို့သမ္မတလုပ်ချင်ပါတယ်ပြောလို့မရဘူးလို့ဆိုထားပါတယ်နိုင်ငံဝန်ထမ်းကျွန်တော်ဘာမှတော့သွားပြီးတော့လုပ်ချင်မှပြည့်စုံတော့ပြောလို့မရဘူးဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကနေပြီးတော့မှရုပ်ောက်ပွဲပြီးသွားလို့ရှိရင်တော့ကျွန်တော်မျက်နှာနဲ့လူပါပဲသမ္မတလုပ်မယ်ဆိုပြီးတော့မှပြန်လဲဖြေကြားခဲ့ပါတယ်ဆိုတော့သူကတော့ဒီလွှတ်တော်ခေါ်တဲ့ခါကျရင်လွှတ်တော်ကနေပြီးတော့မှသမ္မတကိုရွေးချယ်ပါလိမ့်မယ်လို့ဆိုထားပါတယ်လွှတ်တော်ခေါ်တဲ့ခါကျမှလွှတ်တော်ကနေပြီးတော့သမ္မတရွေးချယ်ရေးနဲ့ပတ်သက်တဲ့ဒီ process တွေရှိတာအဲ့ဒါမှဘယ်လိုလုပ်ပါလဲအဲ့ဒါမှသာကျွန်တော်ပြောဖို့ဖြစ်လို့ကြပါဘူးလွှတ်တော်မှာလည်းအားလုံးသိတဲ့အတိုင်းပဲသူ့ကိုသမ္မတမဖြစ်အောင်လုပ်ပေးမဲ့သူတွေကိုပဲလွှတ်တော်တွေကိုထည့်သွင်းထားတာဖြစ်ပါတယ်သူရဲ့စကားသူရဲ့အမိန့်ကိုနာခံမဲ့သူတွေကိုပဲလွှတ်တော်ထဲမှာထည့်သွင်းထားတာဖြစ်ပါတယ်ဆိုတော့ဒီရုပ်ောက်ပွဲကာလလုံးမှာသူ့ဟာသူနိုင်ငံရေးမလုပ်တော့ဘူးပဲပြောနိုင်ငံဝန်ထမ်းဖြစ်လို့ဒီသမ္မတမလုပ်ဘူးလို့ပဲပြောသူကတော့သမ္မတဖြစ်ချင်လို့အာဏာသိမ်းခဲ့တာဖြစ်ပါတယ်